ဟင်းထုတ်စားဘူးကြလားယူရတော့လေအမှန်တိုင်းပြောရရင်ကလောရောက်မှဟင်းထုတ်ကိုကြိုက်သွားတာရက်ကိုရန်ကုန်မှာခဏခဏကျွေးဘူးတယ်ပေါ့နော်ယူကောင်လည်းဟင်းထုတ်ရမ်းကြိုက်တာဆိုတော့ဒါမဲ့လေစိမ့်စော်နဲ့လို့ဘလို့မစားနိုင်တော့ဒီကလောမှာဒီဒါကတော့လမ်းဘေး street food ဆိုင်လေးပေါ့နော်အေဂျင့်မြင့်မို့ဆိုတဲ့ဒီကလောဈေးနာဆိုင်လေးမှာလေသူကဟင်းထုတ်တွေအများကြီးရတယ်အဲ့လိုမျိုးပေါင်းလေးနဲ့ထည့်ထားကွာထည့်ထားဆိုတော့ယူကအဲ့မိုးဟင်းထုတ်တို့ဝက်ဟင်းထုတ်တို့စားကြည့်ရအရမ်းကြိုက်သွားတာအရှိရက်တွေကလည်းစားပြီးပြီဒါနောက်ရက်ပြန်လာစားရပါတော့သူကဒီကလောဈေးနာအောင်အေဂျင့်အောင်ဆိုတဲ့ဆက်တောက်ဆိုင်နဲ့မျက်စောင်တို့လောက်မှယူအခုပြထားတဲ့နားလောက်မှရှိပါတယ်တေချာတက်ရက်လေးဖက်ရွက်လေးနဲ့တေချာပေါင်းပြီးတော့တက်ရက်လေးလောက်ထားကွာဟင်းထုတ်ကိုယူပါလေဒီမှာတော်တော်လေးကိုကြိုက်သွားတာတခါမှဟင်းထုတ်ကြိုက်မယ်လို့တော့ကိုမထင်ခဲ့ဘူးဝက်ဟင်းထုတ်ဆိုလဲဝက်သားလေးအထက်မှာနုံနုံလေးဆင်းထားပြီးတော့လေသူတို့ငရုတ်သီးကြော်လေးနဲ့စားအရန်ကောင်းအဲ့တော့ယူလိုပဲဒီဟင်းထုတ်ပေါ့နော်သူတို့မှာဝက်ဟင်းထုတ်တယ်မကအောင်တခြားဟာတွေလည်းရှိတယ်ဒီဆန်စည်းတွေရှမ်းခောက်ဆွဲအရေးအတုပ်ပေါ့နော်ဒိုဘူးနွေးပြီးတော့ဒီရှမ်းထမင်းနဲ့ငါးထမင်းနဲ့အကုန်ရရပေါ့နော်အဲ့လိုမျိုးပုပပစားခြင်းနဲ့ဆိုရင်တော့ဒီဆိုင်လေးမှာလာစားကြည့်ပါအရန်ကောင်းပါတယ်ကလောဈေးနေ့ကလည်းကလောရောက်ရင်ကလောဈေးဘက်ကလည်းရောက်ကြမှာဆိုတော့လေဒီဆိုင်လေးမှာ try ကြည့်ပါလို့ဈေးရတယ်2500-3000ပဲရှိပါတယ်ကလောရောက်ရင်ဆိုင်အကြီးတွေမဟုတ်ပဲဒါမျိုးဆိုင်လေးတွေကလည်းအရန်စားကောင်းကြောင်းပြတာပါအဲ့တော့နောက် vlog တွေမှာပြန်တွေ့မယ်နော်တတ